လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်내နေရာချထားရေးဝန်ကြီးဌာနလူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှုဖွင့်လှစ်တဲ့ရှေးဦးရွယ်ကလေးငယ်ပြုစုပြောထားရေးနဲ့ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံတင်နန်းစင်ပွဲခမ်းနားကိုဒီကနေ့မနက်ပိုင်းကရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့ဝင်းကြောက်ကျေးရွာရပ်ကွက်လာဟူးစည်းနီးရှိမူလာတန်းကျိုကျောင်းခမ်းမမှာကျင်းပပါတယ်။ပထမဦးစွာခရိုင်စီမံခန့်ခွဲရေးနဲ့အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးတင်ဝင်းကအဖွင့်အမှာစကားပြောကြားပြီးလူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဒေါ်ရီခိုင်ကတင်နန်းဖွင့်လှစ်ရခြင်းရဲ့ရွေးချက်များကိုရှင်းလင်းပြောကြားပါတယ်။အဲဒီနောက်ပြည်내လွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်အောင်ခန့်နဲ့တာဝန်ရှိသူများကတင်နန်းသူများအား ECCD Early Child Care Development အခြေခံတင်နန်းစစ်လက်မှတ်များချင်းမြင့်ပေးအပ်ရာတင်နန်းသူများကလက်ခံရယူပြီးခရိုင်မျိုးနဲ့မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးဖွဲ့ဥက္ကဋ္ဌဒေါ်လာလာတီနဲ့အဖွဲ့ဝင်များကအမတ်တရလက်ဆောင်များပေးအပ်ရာဆရာမကြီးဒေါ်ရီခိုင်နဲ့ဆရာမများကလက်ခံရယူပါတယ်။ဆက်လက်ပြီးတင်နန်းသူတဦးကတင်နန်းသူများကိုစားကျေးဇူးတင်စကားပြောကြားပြီးတင်နန်းသူများကတေးတရုပ်ဖော်ပြစက်များဖြင့်တရုပ်ပြဖျော်ဖြေတင်ဆက်ကြပါတယ်။အဆိုပါတင်နန်းမှာကလေးသူငယ်များကာယညာနာဇာရိတလူမှုဆက်ဆံရေးနဲ့စိတ်ခံစားမှုဆိုင်ရာများကိုဗတ်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ရွယ်ပြီးတင်နန်းနည်းပြများကတာချီလိတ်မြို့နယ်အတွင်းမှာတင်နန်းသူ30ဦးကိုမေလ9ရက်နေ့မှမေလ30ရက်နေ့ထိကစားခြင်းဖြင့်တင်ကြားခြင်းတေဂီတာဖြင့်တင်ကြားခြင်းအခြေခံပကြီးဖြင့်တင်ကြားခြင်းနဲ့လက်မှုဖြင့်တင်ကြားခြင်းစတဲ့တင်ကြားနည်းလေးရပ်ကိုစာတေးလက်တွေသင်ခန်းစာများဖြင့်တင်ကြားပေးခဲ့တယ်လို့သတင်းရရှိပါရရှင်။